ပြောပြစီဘိတ်သိက်ချင်းနဲ့စုကျေးဇူးမတူဘူးနော်စုကျေးဇူးဆိုတဲ့အရာကိုဂရိမှာဘယ်လိုခေါ်လဲဆိုတော့ charisma လို့ခေါ်တယ်ဘိတ်သိက်ချင်းကို charisma လို့ခေါ်တယ်စုကျေးဇူးကို gift ဆိုတဲ့လက်ဆောင်ဖြစ်တယ်စုကျေးဇူးက gift လို့ English လို့ခေါ်တယ်ဒါပေမဲ့ဘိတ်သိက်ချင်းကတော့အဲ့လိုမျိုး anoint လို့ခေါ်တယ်စကလုံးလည်းမတူအတိတ်ပဲလည်းမတူလူတယောက်ကတချင်းဆိုနိုင်လို့သူ့ဆိုတာဝါကနေလက်ခုပ်တီးတာအဲ့ဒါစုကျေးဇူးသူ့ကိုဖျားခင်ပေးထားတဲ့စုကျေးဇူးဖြစ်တယ်လူတယောက်က music အရန်တီးနိုင်တယ်အဲ့ဒါစုကျေးဇူးဒါပေမဲ့စုကျေးဇူးနဲ့ဘိတ်သိက်ဘာကွာလဲဆိုတော့တခါကအမျိုးသမီးတယောက်ကသူကဖျားကိုနော်သူကတချင်းဆိုတယ်ဒါနဲ့သူဆိုတဲ့အခါလူတွေကကောင်းလိုက်တာသူ့အတန်းဆိုလက်ခုပ်တီးကြတယ်ဒါပေမဲ့နောက်ထပ်အမျိုးသမီးတယောက်ကတက်လာပြီးသချင်းဆိုတဲ့အခါမှာသူဆိုတဲ့အခါမှာတော့လူတွေကကောင်းလိုက်တာလောက်ပဲမဟုတ်မျက်ရည်တွေပါကျလာတယ်ဟယ်လိုစုကျေးဇူးမှာတော့ကောင်းလိုက်တာဆိုပြီးတော့သူ့ရဲ့ထူးချွန်မှုအတွက်လက်ခုပ်တီးခြင်းရှိပေမဲ့ဘိတ်သိက်မှာတော့လူတွေကိုလွတ်မြောက်ခြင်းရှိတယ်ဟာလေလုယာဖခင်ကတင့်ကို charisma လောက်ပဲခေါ်တာမဟုတ်ဘူး charisma အတွက်ခေါ်ထားတယ်ဘိတ်သိက်ခြင်း anoint အတွက်ခေါ်ထားတာဖြစ်တယ်